စမြမင်္ဂလာပါကျွန်တော်ရဲ့ချစ်ပေါ်ချမာရီဆိုတော့ကျွန်တော်တို့ဒီအင်္ဂါနေ့ပေါ့နော်ညနေစီစီတဲ့အတွက်ပေါ့နော်ကျွန်တော်ကောင်မကြီးတို့လာတင်ပေးတာပေါ့မနေ့ကညနေနဲ့မနက်ပိုင်းကဘယ်လိုမတင်ပေးဖြစ်ဘူးဆိုတော့တိတ်အလုံးမအားလို့မစမြရေးတည်တဲ့အတိုင်းပေါ့နော်ဆိုတော့ကျွန်တော်ကောင်မတွေကျွန်တော်မနေ့ကညနေကတော့ okay မှာပေါ့နော်ကျွန်တော်ကောင်မ40ကျွန်တော်တို့ဝေကနန်းပေါ့နော်အောင်မြင်တယ်ဆိုတော့ကျွန်တော်ရင်းညနေစီကနေတဲ့ကနန်းလေးနော်ဒါကစားကြည့်ပေါ့ကျွန်တော်ဝေကနန်းစီရိုက်ပါကိစ္စတွေကကျွန်တော်ဗုဒ္ဓဖူးနေ့ရရင်တော့ဗုဒ္ဓဖူးကြာပြီးတောက်ကြဖို့တော့3ရက်တွင်ဇာတ်လေးတွေတော့ကျွန်တော်ကြည့်ပေးတာရှိတယ်เนาะအဲ့လားလေးတော့ထပ်ပို့ပေးမှာပေါ့ဒီညနေစီတော့ကိုကျွန်တော်29ရက်နေ့3လပါ2026เนาะညနေစီတော့ကိုချစ်ပေါ်ချစ်မတွေနိုင်ပေါ်အမျိုးတွေမိမိရဲ့လက်တွက်ဆိုင်ကလေးတွေကိုရဲ့လုံးဝဝမ်းချင်းလေးတွေရှိတော့လောက်ကောင်းပေါ့เนาะပရိလန်ချောင်းလေးရှိတော့လောက်ကောင်းပေါ့ကလုံးလေးရှိတယ်ဆိုရင်ညနေစီတော့ကို3ပိုင်း8ပိုင်းနဲ့ကက်ကစားကြည့်ပါယနေ့မနေ့ဇေယျကတော့တည့်တန်90ခဏန်းစိမ့်6လုံးဆင်းတယ်ပေါ့ဆိုတော့ပြောလို့တော့မရဘူးလေเนาะအကြောင်းရက်တဲ့ဆိုတော့3လေး8တည်းတော့မလာသေးဘူးဆိုပေမဲ့လည်းเนาะကနန်းတဲ့ကြိုက်တာမကြိုက်တာထားလမ်းကြောင်းတွေကမှန်းစတန်းတာမရဘူးလေနော်မူလမ်းကြောင်းတွေရရှိတဲ့အတွက်3ပိုင်း8ပိုင်းလေးတော့ကြိုက်တယ်နောက်ပြီးတော့ကျွန်တော်ဒီကနန်းထဲမှာဆိုရင်ကြာပြီးကနန်းထဲမှာဆိုနှစ်တလက်ပြားပြန်ကြိုက်တယ်ပေါ့နော်နှစ်တပြားပေါ့မနက်ကတော့9ပြားဆင်းနေဆိုပေးမယ်လေဆိုတော့ညနေစီတော့ကိုချစ်ဖို့ချစ်မတွေနော်ကျွန်တော်မနက်ကလည်းဒါပို့ထားပါလေနော်တောင်းတဲ့ပုံပါလေးတွေလိုက်မရှိဘူးဆိုပေးမယ်ဆိုတော့ကနန်းလေးနည်းနည်းအပြောင်းလဲလုပ်ပေးထားပါတယ်မင်းကနန်းလေးတွေပါလေးတွေပေါ့နော်အပြောင်းလဲလုပ်ပေးထားတယ်အရန်ကနန်းလေးလည်းကျွန်တော် break ခွန်တစ်ခွက်ပေါ့အခြားကနန်းပေါ့လက်တော့ကလင်နာလမ်းကြောင်းပါပေါ့နော်အဲ့လာလေးတော့ကိုလည်း domain ထဲမှာထည့်ပေးထားတယ်ချစ်ဖို့ချစ်မတွေတစ်ချက်လာယူထားပေါ့နော်ထိုးကျင်တဲ့ကိုမာတွေနော်ပေကြီးရဲ့ပေးမယ်စင်ကြီးမှာလာယူရပါတယ်ကျွန်တော်ကိုကေတူးဒီဆိုရခုဒီပေရဲ့ channel ဟိုပေတစ်ကလေးကိုမိတ်ဆွေတွေပြန်ပြီးတော့အကောင့်လေးတွေအပ်ထားပါမိတ်ဆွေတစ်ကလေးတွေပါဆိုတော့ follow ထားပေါ့နော် like share လေးတွေ share ပေးတော့ပါမနေ့ကညနေဈေးရလို့ပဲဆက်လက်ကန်ကောင်းပါစေ